Hello အားလုံးမင်္ဂလာပါကျွန်တော်စာသားမှာရည်ကြီးဆုံးဖြစ်တဲ့ဒီကဖြစ်တဲ့ဓာတ်ခဲကိုကျွန်တော်ပြပြပါမယ်စာသားမှာရည်ကြီးဆုံးစိတ်ပိတ်ဖြစ်တဲ့ဓာတ်ခဲကိုကျွန်တော်ဘယ်လိုဖြုတ်ပြဘယ်လိုပြန်ပြင်မလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်သိစေပြပါမယ်ကျွန်တော်အခုတို့ပြင်ဖို့ကျွန်တော်ဖြုတ်လိုက်ပါပြီဖြုတ်ပြကျွန်တော်တို့အဲမှာဘာဖြစ်လဲဆိုတာကျွန်တော်ခဲကိုဖြိုးပြကျွန်တော်စစ်ဆေးပါမယ်သူရဲ့ထဲမှာဘာဖြစ်လို့ပြက်တာလဲဆိုတာသူရဲ့ကြည်ပြားလေးရှိတယ်သူရဲ့ကြည်ကောင်းလေးတန်ချီးနေပါလေတိုက်ရအဲ့ဒါသူကမလဲတော့တာကျွန်တော်အခုဖြိုးပြတက်ရှိပြန်လုပ်မယ်တက်ရှိပြန်လုပ်ပြီးတော့ကျွန်တော်ပြန်တက်မယ်တက်ပြီးတော့ကျွန်တော်ကောင်းအောင်ကောင်းလို့ဆိုတော့ကျွန်တော်မီတာနဲ့ပြန်ဆက်ပြပါမယ်အခုကသူရဲ့ခဲတွေကျွန်တော်ဖြိုးရပါမယ်သူရဲ့ထဲမှာကြည်ကောင်းလေးနဲ့ကြည်ပြားလေးရှိပါတယ်အဲဟာလေးကတက်ရှိလုပ်ပလေးရသွားပါမယ်ဒီပီနာခဲနဲ့ဆိုတာကျိုးလေးရှိတယ်ခဲမိုးကြည်ကျိုးလေးနဲ့သူ့ရဲ့ခဲနဲ့ဆိုတာအဲ့ဒါလေးကိုခဲနဲ့ပြန်ပြီးပြန်ဖြိုးရတာလေပြန်ဖြိုးရပါတယ်ကျွန်တော်အခုပြန်ဖြိုးလိုက်ပြီးကျွန်တော်ထဲမှာကျွန်တော်ဆက်ပါမယ်ဒီကောင်းလေးတက်ကြီးတိုင်းနေလားဘာဖြစ်နေလဲဆိုတာပြီးရင်ကျွန်တော်တက်ရှိပြန်လုပ်ပါမယ်ဘကောသူ့ရဲ့ဒီကောင်းလေးဒီကျိုးလေးထားပါပြီဒီကျိုးလေးလေးပြန်ရှိပါတယ်ဘယ်လိုလဲဆိုတာဒီဒီကျိုးလေးကမီးနဲ့အားနဲ့နေရှိပါတယ်တက်တက်ရလဲမအားလို့မရပါဘူးမီးမှာပြတ်တတ်မရပါတယ်ကျွန်တော်အခုဒီကောင်းကိုကျွန်တော်ဖြုတ်ကြည့်ပါတယ်သူခဲနေရအပြေမထွက်လို့အဲ့ဒါနည်းနည်းလေးဖြောနဲ့ကပ်ပါတယ်ကျွန်တော်တအားကြီးလိုက်ရလဲအဲ့ဒါဒီကျူလေးပြတ်သွားရလဲပြန်လို့မရတော့ပါဘူးအဲ့ကျွန်တော်အတာလေးပြန်ဖြိုးနေရပါတယ်ထဲမှာဖြစ်နေတယ်မသိထဲမှာညံ့နေပါတယ်ကျွန်တော်တေးရချပြန်ဖြိုးနေရပါတယ်သူရဲ့ကျိုးလေးပြတ်သွားလို့သွားပြတ်တိုက်ရချင်မှာခဲဆိုရင်အဲ့ဒါဆိုတော့မမီတော့ရင်စမပြေပါဘူးအဲ့ကျွန်တော်နည်းနည်းလေးတေးချလေးကျွန်တော်ဖြိုးနေရပါတယ်သူရဲ့ထဲကိုခဲလေးဝင်သွားလားမသိဘူးခဲဝင်သွားလို့ထဲမှာမထွက်တော့တာညံ့နေတာထဲမှာဘာပြန်ရသေးချပြန်ဖြုတ်ပါမယ်ဒီဟာစတားမှာဒီဟာဘယ်လိုလဲဆိုတော့သူကတွားကိုတွားလိုက်ထဲကိုတွားလိုက်အပြန်ထုတ်လိုက်အဲ့လိုလောတက်ခဲလို့ပြောတယ်သူရဲ့စတားမှာတဟာကိုတွားကိုပြန်ကစင်းလို့ချင်မှာတွားကိုအပြန်ထုတ်ပြတာဒီကောပဲပြန်ထုတ်ပြရပြန်ရထဲပြန်ရထဲတာလည်းဒီကောပဲစတားမှာဒီကောရည်ကြည်ဆုံးပဲဒီကမကောင်းဆိုရင်စတားဘာမှတော်လို့မရဘူးကားမှလည်းအဲ့လိုကားမှလည်းစတားပဲဒီကစင်းတော့မှာကတော့လို့ရလေဟုတ်မလားအဲ့လိုပေါ့စတားမကောင်းရင်ကစင်းတော့ဒါလေးကြည့်ကောင်းလေးနည်းနည်းလေးအချီနည်းနည်းကန့်နေတာအဲ့ကြောင့်မလဲတာနည်းနည်းလေးတက်ရှိလို့လေပြန်ရကောင်းတော့လေပြန်ကောင်းလေးပြန်ရတက်တာလေကျွန်တော်အခုတက်ရှိနည်းနည်းလောက်ပြကျွန်တော်တက်ပြကျွန်တော်မီတာနဲ့ပြန်ရစပြပါမယ်ကောင်းလားမကောင်းလားဆိုတာအခုတက်ရှိလောက်ပြီးကျွန်တော်တက်ရှိလောက်ပြီးတော့ကျွန်တော်ပြတ်တတ်ပါမယ်
ဘာမှလုပ်ကြမလို့ပေါ့ဒီကအဲ့ဒါကြည်ပြလေးနဲ့ကြည်ကုန်းလေးဟာဒီကပြက်တာပြက်တာကျန်ဟာလည်းမပြက်တတ်ပါဘူးလိုဟာကျုံးနေရလိုဟာကျုံးနေတော်တန်မပြက်ပါဘူးပြောလို့မျိုးဂျပန်ဟာလည်းမပြက်ဘူးပြက်တာတေယောလာဟာနေရတော့ပြီးပါလောတတ်တယ်တေယောလာဟာလည်းမဟုတ်တာကောင်းတယ်ဝယ်လိုက်ပြီးတစ်ခါပဲတော်လို့ရနောက်တစ်ခါပြက်ပြီးပြင်လို့မရတော့ပါဘူးဂျပန်လာကောင်းရတစ်ခါတော့ပြီးကြောက်တော်လို့ရတယ်ပြေးလည်းပြင်လို့ရတယ်ဒီကပြတာလဲတန်တာမပြတ်ပါဘူးကြေကောင်းလေးတက်ချီတတာရေပေါ်ဝင်တာဆိုရင်အဲ့ဒါအမတက်ချီလေးကတ်တော့တယ်သူကဘလို့လဲအလုံးမလို့တော့တော့ကိုကပြောပြပြန်ရတက်ရှိပြန်တော့လေးပြန်ပေါသွားတယ်ဟိုဒီကောင်းလေးထက်ဒီပြလေးကိုထက်ပြပေါ်ကောလေးထဲလဲရပြီတူပေါ်နဲ့တူပြန်ထည့်လိုက်အော်မအောင်တော့ပြီးနေနေလိုက်ချပြီးဒီကောင်းလေးအောင်နေလေးခဲဆိုလို့ရနေကောင်းလေးပေါ့ကောင်းလေးပေါ့အော်အဲ့လိုပြတ်ကောင်းလေးပေါ့ဒီသူရဲ့ဖုန်းထဲဝင်အောင်နားလေးကိုနေတူလေးနေအဲ့လိုက်ဘာပြီးတော့ထဲလို့ပုံဝင်တော့တန်သူကထိုးစားလွယ်တယ်ပြန်ထက်ခက်တယ်ပြန်ထက်ခက်ပြီးသူနာလေးကိုလူရဲ့နေပြီးနေတော့ရဲလေအဲ့ထဲလွယ်သွားလိုက်မယ်ပြီးတူလေးနဲ့နည်းနည်းလေးတာလေးရိုက်တအားရိုက်လဲကော်လေးကပေါ်ကွက်တတ်တယ်အဲ့တော့တိတ်တာလေးရိုက်ထဲတူဝင်သွားတယ်ကျွန်တော်အရင်ခဲရီချော်လိုက်မယ်တူရင်းနဲ့တာလေးရိုက်တဲ့ဟိုနည်းနည်းတင်းနေအဲ့လိုလိုက်ရဲလေးတူဝင်သွားလိုက်မယ်ထဲဝင်သွားချက်ဘင်းနာအနေနဲ့လေးချက်ကောလိုက်ဘင်းနာနည်းနည်းရိုက်ပေါ်နည်းနည်းရိုက်အဲ့ဒါတူဝင်သွားတွေ့လားဝင်သွားတွေ့လားပြီးနောက်ပြန်ကောလိုက်ပေါ့လက်စီတော့နောက်ပြန်ကောလိုက်now जे थे ना कहो चलो ना कहो चलोဒါဆိုရင်တောက်လို့ရသွားပြီပြီးကျွန်တော်မီတာနဲ့စကြည့်မယ်မီတာတက်လာမတက်လာဆိုတာမီတာတက်တူလားမီတာတက်တယ်တက်ရတဲ့ကောင်းသွားပြီတောက်လို့ရသွားပြီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအားပေးပါဦးနောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြပါမယ်
နောက်ဗီဒီယိုမှာကျွန်တော်ပြန်ရဘာလို့ပြမလဲဆိုတော့ကျွန်တော်ပြန်ပြပါမယ်